ဆိုင်ကဲအစည်းရေနှစ်တော့ကျော်ကလမ်းမအကြီးတစ်ခုလုံးကိုပိတ်ဆို့ပြီးဘဲကိုဦးတီးနေကြတာလေဒါဟာစန္ဒပြပွဲတစ်ခုမဟုတ်တလို့ပြိုင်ပွဲတစ်ခုလည်းမဟုတ်ပါဘူးအသက်ချုံးတဲ့အရွယ်ကောင်လေးတယောက်ရဲ့နောက်ဆုံးစန္ဒကိုဖြည့်ဆည်းပြဖို့အတွက်စုဝေးလာကြတာပါဂျာမနီနိုင်ငံမြောက်ပိုင်းမှာနေထိုင်တဲ့ကီလီယန်ဆိုတဲ့6နှစ်အရွယ်ကောင်လေးဟာကုသလို့မရတော့တဲ့ကင်ဆာဝေဒနာကိုနောက်ဆုံးအဆင့်ထိခံစားနေရသူပါသူတည်ဆုံးခြင်းတကားဝတ်ကိုမရောက်ခင်မှာသူအယမ်းမသနာပါတဲ့ဆိုင်ကယ်လူသူ့အိမ်ရှိကနေအုပ်စုလိုက်ဖြတ်မောင်းသွားတာကိုမြင်ချင်းတဲ့ဆိုတဲ့စန္ဒာလေးတစ်ခုပဲရှိခဲ့ပါတယ်သူ့မိသားစုကလူမှုကွန်ရက်ပေါ်မှာအကူအညီတောင်းခဲ့တော့ကဆိုင်ကယ်သမား20တောင်မှမဟုတ်30လောက်ပဲလာမယ်လို့မျှော်လင့်ခဲ့တာပါဒါပေမဲ့တကယ်လက်တွေ့မှာတော့တနိုင်ငံလုံးကဆိုင်ကယ်သမား2000ကျော်ဟာကီလီယန်ရဲ့အင်ရှိကိုမိုင်ပေါင်းများစွာမောင်းနှင်လာခဲ့ကြပါတယ်ဆိုင်ကယ်အင်ဂျင်တန်တွေနဲ့အတူကီလီယန်အထခွန်အားတွေပေးခဲ့ကြတဲ့ဒီမြင်ကွင်းဟာတကဘာလုံးကိုမြေရည်ကျစေခဲ့ပါတယ်လူသားချင်းစန္ဒမှုနဲ့မေတ္တာတရားကဘလောက်ထိအစွမ်းထားတယ်လဲဆိုတာဒီဗီဒီယိုကသက်သေပါပဲဒီစိတ်လှရှားစရာကောင်းတဲ့အကိပြက်လေးကိုလူအများသိအောင် share ပေးသွားကြပါအောင်သင်ရောဒီမြင်ကွင်းကိုကြည့်ပြီးဘလို့ခံစားရလဲဆိုတာ comment မှာရေးခဲ့ပေးပါအောင်နော်ဒီလောက်ထိချစ်ချင်းမေတ္တာတွေရရှိသွားတဲ့ကီလီယန်လေးလည်းကောင်းရာမွေရာရောက်ပါစေလို့ဆုတောင်းပေးပါလေကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာလည်းဒီလိုကိုချင်းစာတရားတွေနဲ့ပြည့်နှက်နေပါစေလို့ဆုမွန်ကောင်းတောင်းစန္ဒပြုလိုက်ပါတယ်ဗျာ